စာမျက်နှာ63ပေါ့နော်အဲ့တော့အဲ့မှာလည်းပဲအတန်ရှည်ပါတယ်ပေါ့နော်အဲ့တော့မနယ်မဟုတ်ပေါ့နော်မကိုအနဲ့တန်ရှည်ဆွဲမယ်မအနယ်လည်းမဟုတ်ဘူးနော်မနယ်ဆိုတော့မနယ်အင်းလေဟုတ်တယ်လေအဲ့လိုမျိုးပြောတာအဲ့တော့ဒါကကြဘယ်လိုလဲဆိုရင်တစ်ဖက်လူကကိုယ့်ကိုပေါ့နော်ကိုယ်နဲ့ဆိုင်တဲ့မိကွန်းတစ်ခုခုလာမိတယ်ကိုယ့်ရဲ့ action နဲ့ဆိုင်တဲ့မိကွန်းပေါ့ဥပမာမင်းအမှတ်တရရရကြားတယ်မင်းဟုတ်လားပေါ့နော်အဲ့လိုမျိုးရဲ့ခါဟုတ်တယ်လေငါစာကြည့်ပြီးတော့လောက်ထားတာမှားမယ်ဟုတ်တယ်လေအဲ့လိုမျိုးကိုယ့်ရဲ့အကြောင်းကိုအဲ့လိုမျိုးမေးလာတဲ့အခါပြန်ပြောချင်ရင်မဟာနဲ့ဟုတ်တယ်လေဟုတ်တယ်အဲ့လိုမျိုးပေါ့နော်မင်းဝယ်ခဲ့တာလားမနဲ့ဟုတ်တယ်လေဝယ်ခဲ့တာအဲ့လိုမျိုးပေါ့နော်မင်းဖုန်းဝယ်ထားရကြတာမနဲ့ဟုတ်တယ်လေဝယ်ထားတယ်လေနော်โอเคအဲ့ဆိုတော့ကြည့်အောင်一番ပေါ့နော်အဲ့တော့များသောအားဖြင့်တစ်ဖက်လူကချီးကျူးတဲ့အခါမျိုးတွေမှာသုံးတာပိုများတယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိဥမာဒီဟင်းကပေါ့နော်မင်းချက်တာလားရတာရှိလိုက်တာမနဲ့ဟုတ်တယ်လေငါဟင်းချက်တင်တက်တာလားဒါမှမဟုတ်လေဟင်းချက်တဲ့ဒီဆမ်မွန်တက်တာတွေပေါ့နော်အဲ့လိုမျိုးပေါ့မာစတာရှက်တက်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးโอเคဆိုတော့ကြည့်အောင်一番がなんだか嬉しそうだねなんだかဘာလဲကွာ嬉しそうだねမင်းကြီးရတာပျော်နေတဲ့ပုံပေါက်နေရောなんだか嬉しそうだねမနဲ့ဟုတ်တယ်လေပျော်နေရလေတခါတော့ကြီးကတတ်တန်တာရောငါထီပေါက်ထားတာကွာအဲ့ကြောင့်ပြောနေတာအဲ့လိုမျိုးပေါ့နော်အဲ့2番じゃこの間のテストအခုတလောဖြစ်ဆောင်းပွဲပေါ့နော် test မှာရကုတန်တော့တန်တာねအဲ့တော့အမှတ်တရရတယ်ရောすごいအဲ့တော့မင်းအမှတ်တရရလားဟောစရာပဲအဲ့နော်この間のテスト100点取ったんだねမင်းအမှတ်တရတော့ရသွားတာすごいねအဲ့လိုမျိုးပေါ့နော်ねဟုတ်တယ်လေ頑張って勉強したからねကြိုးစားပြီးတော့လေ့လာထားတာမလို့လေအဲ့ကြောင့်ရတာねဟုတ်တယ်လေငါရတယ်လေအဲ့လိုမျိုးပြောはい3番じゃこの料理あなたが作ったのဒီဟင်းနေမင်းချက်ထားတာလား美味しいရတာရှိတာပဲねဟုတ်တယ်လေငါချက်ထားတာ料理は得意だからငါဟင်းချက်တာတော့လေကွာအဲ့လိုမျိုးပေါ့နော်はい4番この資料はこれでいいでしょうかဒီစာစရန်တွေကဒီလောက်နဲ့ဆိုအဆင်ပြေလားこれで大丈夫これでいいこれでいいでしょうかいいですかいいအကုန်ရတယ်ပေါ့နော်နဲ့အင်းလေးပေါ့နော်တိုင်းဤတုံမဟုတ်အင်းလေးရပါတယ်ဟလာအကျန်းလောက်ပြင်ရပါတယ်ပေါ့နော်တိုင်းဤโอเค5番じゃこのお菓子あなたも好きでしょဒီမုံမင်းလဲကြိုက်တယ်မလားတဲ့ဒါပြီးနိုင်စားမလားနဲ့စားမယ်လေအင်းလေးကြိုက်တယ်လေပေါ့နော်ကြိုက်တာဆိုနဲ့ကြိုက်တယ်လေじゃあもらうよဆိုယူမယ်လေလို့ပြောもらうよโอเคအဲ့ဆိုတော့もらうလို့いただきますတို့ကစားတဲ့တောက်တဲ့နေရာမှာနေမဟုတ်ဘဲနဲ့တခြားပေါ့နော်ပစ္စည်းတစ်ခုပေးတာမျိုးလက်ခံရယူမယ်ဆိုလို့ရှိရင်もらうနော်もらいますいただきますလို့မျိုးပြောလို့ရဟုတ်ပြီအဲ့ဆိုတော့ရမယ်ထင်ပါတယ်နဲ့လို့ပြောနိုင်အောင်ကြိုးစားမယ်ပေါ့နော်နဲ့အင်းလေဟုတ်တယ်ဒီโอเคအဲ့ဆိုတော့နောက်ထောင်ကြည့်အောင်ပေါ့နော်48番1なんだか嬉しそうだね。まあね、宝くじが当たったんだ。2この間のテスト100点取ったんだね。すごい。まあね、頑張って勉強したからね。3この料理、あなたが作ったの？美味しい。まあね、料理は得意だから。4この資料はこれでいいでしょうか？まあね、だいたいいいと思うよ。5このお菓子、あなたも好きでしょ？食べない？まあね、じゃあもらうよ。